တော့ဆရာတို့တက်ဝင်ယုံကြည်မှုနဲ့အများကြီးတက်ဆိုင်တဲ့ငွေဝင်စေတာတကယ်ကိုလက်တွေ့ဒီကာတာကြောင့်အကျိုးထူးနေတဲ့သူတွေလည်းများစွာရှိတယ်ထို့အတူပဲဆရာကိုယ်တိုင်တို့လည်းဆွဲပြီးတော့အသုံးပြုတယ်မိတ်ဆွေတို့ကိုယ်တိုင်လည်းသုံးကြည့်စေခြင်းနဲ့တချို့ကလည်းဒီရေရာကိုသုံးနေစေသုံးဘူးပြီးသားဖြစ်လိမ့်မယ်ဆရာကရေရာတွေပြီးတဲ့အခါဆရာရဲ့မိတ်ဆွေတွေအားလုံးကိုဆရာကအထူးသဖြင့်ဆရာကဘာကိုပဲရေရာရှိခိုင်းကံဆိုတာအလုံးဖြစ်တယ်အလုံးဆိုတော့ကံကောင်းအောင်လုပ်ဖို့လိုအပ်တယ်လို့ဆရာကခံယူတယ်အဲ့တော့ကံဆိုတာအလုပ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကောင်းအောင်လုပ်ဖို့အတွက်ဆိုရင်ဆရာတို့ကလူတိုင်းမှာတော့ဘာသာတရားရှိတာပေါ့ဘာသာတရားထဲမှာမှဆရာကကုသိုလ်လဲရဝမ်းလဲဝစီတဲ့ရေတရားတနည်းအားဖြင့်ပြောရရင်ကုသိုလ်မပါသောရေတရားဟာလောကမှာကုသိုလ်ဒါနသီလမေတ္တာအစရှိတဲ့ကုသိုလ်တစ်ခုခုမပါတဲ့ရေတရားဟာတခြားရေတရားတွေထပ်တော့ကောင်းကျိုးပေးတဲ့နေရာမှာအစွမ်းအားဖြင့်နည်းကြပါတယ်ခင်ဗျသို့တော်ရှိတာပေါ့လေနော်ကုသိုလ်ရေရမပါပဲသူများကိုထိခိုက်ရှာနာလို့တဲ့အစီရင်တွေကတော့မြင်ရလိရှိပေမဲ့ကံတက်စီတဲ့နီလန်ဟာတော့ကုသိုလ်ဒါနတိလမေတ္တာဆိုတဲ့ကုသိုလ်တွေမပါလို့ရှိရင်ရေရစွမ်းလိမ့်မရှိဘူးထားပါလေးဆရာစကလုံးတွေရှိဝင်းပြောခြင်းကိုအဲ့တော့ဆရာဂါတာလေးတစ်ခုပေးချင်တာအဲ့ဒါကဘာဂါတာလဲဆိုတော့ရတေကြီးဥခန့်နီရဲ့ဂါတာဖြစ်တယ်ဒါကိုဆရာ2020နဲ့2021လောက်မှာဆရာမိတ်ဆွေတွေကိုဆရာတစ်နှစ်စာဟောစတန်ယူတဲ့သူတွေနာမမေးဘူးတဲ့သူတွေဆိုရှိလိမ့်မယ်ဆရာဟောစတန်ရေးထက်ပေးဘူးတယ်၄ကြောင်းပဲရှိတယ်အဲ့ဒီကာတာလေးကိုဆရာဖွင့်ပြမယ်တကယ်လို့မသိရင်မိတ်ဆွေတို့ရဲ့ Facebook မှာဖြစ်မိမိတို့ social media မှာရတေကြီးဥခန့်နေရဲ့တခါလေးမှာတချို့ကလည်းဒနာသိဋ္ဌိလို့ခေါ်တဲ့ဂါထာတချို့ကလည်းငွေလုံးဆက်လို့ခေါ်တယ်ဆရာပုံတော့မရှိတော့ပုံထဲမှာတော့ရှိတယ်သို့တော့ဆရာမိတ်ဆွေတွေလက်တယ်ပဲအားကိုးပြီးတော့ဟာလာအဖြစ်နေမဆိုလို့ဆရာမပေါ်ပြတော့ဘူးဒီပုံတော့သို့တော့ဆရာမိတ်ဆွေတွေအနေနဲ့ဒီကာတာလေးကိုရိုက်ရှာလိုက်ပြီးတဲ့အခါကျရင်ရတေဥခန့်ကြီးရဲ့ဒနာသိဋ္ဌိလို့ခေါ်တဲ့ဂါတာလေးဖြစ်တယ်အဲ့ဒီဂါတာလေးကိုရိုက်ရှာပြီးတော့မိတ်ဆွေတို့အနေနဲ့အဲ့ဒီဂါတာလေးကိုရွတ်ပါဘဏ္ဍကျင်ရွစွမ်းပါတယ်တကယ်လို့မှအရေးကြီးတဲ့ကိစ္စတွေငွေကြေးကိစ္စအတွက်ဆိုရင်ဆရာရဲ့ဘေးရင်ဆရာပဲနဝန်းကြဆိုရင်ရှိဝိသိမ့်မရွတ်နဲ့မနက်မိုးလင်းတဲ့အခါမှာ29ခေါက်ရွတ်ညအိတ်တဲ့အခါမှာ29ခေါက်ရွတ်ဆရာကြီးဒီထက်မှမကျင်တဲ့သေးဘူးပတိစိတ်မယ်ဆိုလဲရတယ်လဲလေအောင်ထိုင်ရသွားလိပါမြတ်တာစွာနဲ့ကြိုက်တယ်လို့ယူလို့ရတယ်အဲ့ဒီကာတာယူရင်ငွေဝင်ပါတယ်လောက်ကြည့်ပါရေရာတွေပေးတင်နေဟာယုံကြည်သက်ဝင်မှုနဲ့အများကြီးသက်ဆိုင်တဲ့အတွက်ကြောင့်မလို့ဆရာမိတ်ဆွေတွေကိုအဲ့ဒီကာတာလေးကိုဆရာကရွတ်စေခြင်းနဲ့ဘာဖြစ်လို့လဲဆိုတော့ဒါလူတိုင်းတင်မကဘူးဆရာကိုယ်တိုင်လည်းအသုံးပြုလက်တန့်ဖြစ်တော့ရတေကြီးဥခန့်နေရဲ့ဒနာသိဋ္ဌိဆိုတော့ကာတာဖြစ်တယ်ဒါကိုဆရာရဲ့ Facebook page ကအရင်မိတ်ဆွေအဟောင်းနေဆိုရင်တော့ကောင်းစွာသိလိမ့်မယ်ထို့တူပဲမိတ်ဆွေအသက်တွေပါရင်လည်းမိတ်ဆွေတို့အနေနဲ့ကိုယ်တိုင်မသိသေးလို့ရှိရင်ဆရာကရွတ်စေခြင်းပါတယ်အဲ့ဒါကတော့ဟုတ်လားရတေကြီးဥခန့်နေရဲ့ဒနာသိဋ္ဌိဆိုတော့ကာတာ၄ချောင်းပဲရှိပါတယ်မခတ်ပါဘူးပုံမှန်၄ချောင်းဆိုရင်နားရဲဆွဲအောင်နားထောင်လိုက်ရင်ကိုရွတ်တတ်တယ်အခုဆရာကအဲ့ဒီကာတာလေးကိုဖွင့်ပြမယ်တကယ်လို့ဆရာကြီးဗုဒ္ဓဘာသာမဟုတ်လို့အခြားဘာသာဆိုရင်ရောရွတ်ရလားဆိုရင်တော့ဒါကဆရာကတော့ဘာသာတရားတိုင်းကိုရွတ်ပါလို့မတိုက်တွန်းလို့ဘူးဘာသာတရားတိုင်းကကောင်းပြီးသားဖြစ်တဲ့အတွက်တကယ်လို့မှစမ်းကြည့်ချင်တယ်ရွတ်ကြည့်ချင်တယ်ဆိုရင်လည်းအဆိုးမရှိပါဘူးဆိုတာဆရာရေးကြီးအာမခံပြောရတယ်ကောင်းပြီဒီကာတာလေးကိုယုံကြည်သက်ဝင်မှုနဲ့ရွတ်ပါရွတ်လေစွမ်းလေဖြစ်ပါတယ်ဆရာသိရှိဝင်းပြောတော့အဲ့ဒီဂါတာလေးကိုဆရာ၃ခေါက်လောက်ဖြစ်ဖွင့်ပြမယ်ဆရာမိတ်ဆွေတို့တေချာရွတ်စေလို့တယ်ဆရာပြောတဲ့စကားကိုယုံရင်ရွတ်စေလို့ပါတယ်ဆရာဖွင့်ပြမယ်နော်အရဟံဗဟိအန္တာသေယံသုဂတံအမိတံဝိရတံလလိတံအတုတံစရဏံတိဘုမတမံယမကံဒုက္ခတံတရဏံပါဏမာမိဇိလံကဲအဲ့ဒီဟာ၄ချောင်းနဲ့ဗမောဆရာတော်ကြီးဆိုထားတာကိုဆရာတို့ဆိုလို့ရှိရင်ငပိတန်ဖြစ်နေမစိုးလို့ပြီးတော့အင်မတန်လေးစားတဲ့ဗမောဆရာတော်ကြီးရဲ့ဟာကိုဆရာကရှာပြီးတော့တခြားရှာပြီးတော့ခါကြတော့ချွင်းညအနေနဲ့ဆရာကရှာပြီးတော့ထုံနှုတ်ပြီးတော့ဖော်ပြပေးတာဖြစ်တယ်ဒါပေမဲ့မိတ်ဆွေတို့အနေနဲ့ကိုယ်တိုင်လည်းရွတ်လို့ရတယ်ပြီးတော့ဖျားစာရွတ်တဲ့အခါမှာမိမိအနေနဲ့အားနာစရာမလိုဘူးချက်စရာမလိုအားငယ်စရာမလိုယုံကြည်သက်ဝင်မှုနဲ့ရွတ်ပါဆရာတို့နောက်တစ်ခေါက်လောက်ပြန်နှားထောင်ကြည့်လိုက်မယ်အရဟံဗဟိအန္တာသေယံသုဂတံအမိတံဝိရတံလလိတံအတုတံစရဏံတိဘုမတမံယမကံဒုက္ခတံတရဏံပါဏမာမိဇိလံနောက်ဆုံးတစ်ခေါက်လောက်အ
အရဟံပဟိအန္တာသယံသုဂန္တံအမိတံဝိရဇံလလိတံအတုလံစရဏံတိဘဝမတမံယမကံဒုက္ခဒံတရဏံပဏမာမိသီနံ ကောင်းပါပြီခင်ဗျအဲ့ဒီရေရအဲ့ဒီဂါထာလေးကိုရွတ်ပါ၄ချောင်းပဲရှိပါတယ်တကယ်ကိုကျင်းသေးပေါ့အဆင်ပြေပါလိမ့်မယ်ငွေကြီးဆိုတဲ့နေရာမှာလဲမိတ်ဆွေတို့အနေနဲ့ဆရာကတကယ်ကိုအခက်ခက်ပူပူပင်ရှိနေတဲ့မိတ်ဆွေများလဲယုံယုံကြည်နဲ့လွတ်ပါရွတ်ပါတခုတော့ရှိတာပေါ့အဲ့ဒါကဘာလဲဆိုတော့ဟိုရှင်းချက်အနေနဲ့ဒီဂါထာကိုရွတ်ဆိုတဲ့အခါမှာမိတ်ဆွေတို့အနေနဲ့ငွေရခြင်းတဲ့စိတ်ကြီးနဲ့ရွတ်ဆိုတာမျိုးတော့ဒါကိုရွတ်ပြီးဆိုတာရှိပြီမဲ့လို့ရွတ်တဲ့အကြောင်းအရာအနတ်အဓိပ္ပာယ်ကိုတော့မိမိအနေနဲ့ဖရာတရားလုပ်နေတဲ့အတိုင်းလေးယုံယုံကြည်ကြည်နဲ့ဆွမ်းဆွမ်းတက်တက်လေးကျွရင်အစွမ်းထက်ခြင်းတစ်မျိုးပါပဲခင်ဗျာနော်ဒါကိုဆရာကအကြံပေးလို့တယ်တိုးတော့ဆရာဖြေဝေးမပြောတော့ဘူးကြက်ရင်ရွတ်ပါမကြက်ရင်မရွတ်ပါနဲ့တချို့မိတ်ဆွေများကတော့စာသားရေးရတဲ့သူကတော့ရေးပေးလိုက်ပေါ့ဖြစ်နိုင်လို့ရှိရင်တော့ကိုယ်တိုင်ရှာကြည့်တာကောင်းတယ်တိုးတော့ဆရာတွေးမိတာဗီဒီယိုရိုက်နေနေမှာဆရာတို့တချို့တိုင်းရင်းသားတွေကြတော့စာမရိုက်တတ်တဲ့သူတွေရှိမယ်ဆိုရှယ်မီဒီယာနဲ့ပတ်သက်လို့မကျွမ်းကျင်တဲ့သူတွေရှိမယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့တချို့ကလည်းရေးပေးလိုက်ကြပါဦးနော်ဆရာမိတ်ဆွေတွေကအကောက်တရားလူတွေကတော့ဖရာတရားလောက်တာများပါတယ်တကယ်လို့ပတိစိတ်မယ်ဆိုရင်လည်းကိုလုံးပတိကိုစိတ်တကယ်လို့28လုံးပတိကိုစိတ်108လုံးပတိကိုစိတ်စိတ်လို့ရပါတယ်ခင်ဗျဒါအပြင်မိတ်ဆွေတို့အနေနဲ့ကိုယ်တိုင်မရဘူးဆိုလို့ရှိရင်ဖွင့်တာပါ28ခေါက်ဆိုတာကတော့ငွေနှဝင်းဖြစ်အောင်ယူပေးမယ်ဘဏ္ဍခေါက်ရွတ်စွမ်းပါတယ်ဆိုတဲ့အကြောင်းဆရာကပြောလို့ပါတယ်တေချာတော့အကျိုးမမဲ့စေပါဘူးကောင်းပါပြီဆရာတို့ပြန်နှားထောင်ပြီးတော့ဒါပါပဲဆရာမိတ်ဆွေတွေအားလုံး9ရက်သားသမီးတွေအားလုံးငွေကြီးကိစ္စတွေမှန်သမျှဘေဘီယာမှန်သမျှကင်းပါစေငွေကြီးကိစ္စအပူတော့ကမှန်သမျှအားလုံးဆက်ဆရအောင်မြင်ပါစေလို့ဆရာဆုတောင်းပေးချင်ပါတယ်အရဟံပဟိအန္တာသယံသုဂန္တံအမိတံဝိရဇံလလိတံအတုလံစရဏံတိဘဝမတမံယမကံဒုက္ခဒံတရဏံပဏမာမိသီနံ